ဟိုတနေ့ကလေမမဝါနေပြီးတော့ဗီဒီယိုတစ်ပုတ်တင်လိုက်တယ် online ပေါ်မှာဈေးရောက်မယ်စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ဗီဒီယိုတွေတင်ဖို့မရှက်ပါနဲ့ဆိုပြီးတော့ဗီဒီယိုလေးတစ်ပုတ်တင်လိုက်တယ်ပေါ့နော်ဒါပေမဲ့လေဟိုတနေ့ကလာ TikTok မှာပေါ်လာတွေ့တယ်ဒီဘယ်လိုပြောရမလဲမကောင်းတာလှုပ်ရှားနေတဲ့သူတွေကလည်း TikTok ပေါ်မှာကြော်ညာလာကြတယ်ပေါ်ပေါ်တင်တင်ပဲပြီးတော့ဟို KTV တို့မှာဆက်တို့မှာဟိုကအစားလာစားတွေဘာတွေပေးတဲ့ဥစ္စာမှာသူများတကာဒီလုံနေတဲ့နေတူပေါ့နော်ဒီလာကျမဆိုင်ရာကလေးတွေလာစားဘယ်လောက်ရတယ်ဆိုတာမျိုးကိုတင်ကြသလိုပဲအဲ့နေရအဲ့ KTV ဒီခုကလည်းအကျဉ်းသားဘယ်လောက်ရတယ်မြစ်တာကတော့ဘယ်လောက်ရတယ်သူတစ္ဆာကတော့ဘယ်လောက်ရတယ်လို့ဒီနဲ့တင်လာတာတွေ့တယ်ပေါ့နော်ဒါကဘယ်လိုပြောရမလဲဟိုအဲ့လိုမျိုးကြတော့ဒါမျိုးတွေကိုဗာလေline ပေါ်မှာ online ပေါ်မှာအရှက်ကြောင်မရှိရှက်ရကောင်းမှလည်းမသိပေါ့နော်ဟိတိအော်တက်ပါဆိုတာမျိုးမရှိတော့ဘဲနဲ့ဒါမျိုးတွေကိုပွန့်ပွန့်လင်းလင်းမြင်မြင်တတ်တာကြီးပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင်လူငယ်တွေအလွယ်လမ်းမားကိုလိုက်နိုင်နဲ့ဗီဒီယိုတွေတင်လာတာမျိုးကတော့အားမပေးပါဘူးမဖြစ်လဲမဖြစ်တင်လို့ထင်ပါတယ်တချို့ဆိုလို့ရှိရင်လည်းဟိုလုံဘယ်လိုပြောမလဲကိုယ့်ရဲ့ဘဝအခြေအနေအရာပေါ့နော်လုံမစားနဲ့လို့မပြောပါဘူးလုံစားပါဒါပေမဲ့ရှက်တင်တာကိုရှက်ရမယ်ကြောက်တင်တာကိုကြောက်ရမယ်တိတာတိစီစကားပုံမှာလည်းရှိတယ်နော်မြန်မာစကားပုံမှာတိတာတိစီမမြင်စေနဲ့ဆိုတဲ့စကားပုံရှိတယ်ဒါကိုဒီလိုလောက်ကိုကိုယ့်ရဲ့အခြေအနေရခေတ်ကာလအခြေအနေရအလုပ်အကိုင်နေရှားပါလို့လုပ်နေရတာဆိုလို့ရှိရင်တော့မှာပဲဒီလိုမျိုး line ပေါ်ကြီးမှာ online ပေါ်ကြီးမှာတက်ပြီးတော့ဟိုအဲ့လိုမျိုးတွေကြညာတာတွေပြီးတဲ့အခါကျတော့ဟိုလုပ်ငန်း KTV ပိုင်ရှင်တို့ဘာလို့ဆိုတာတွေကလည်းเนาะဒါကဘယ်လိုသဘောမျိုးနဲ့တင်တဲ့တောင်စဉ်းစားလို့မရအောင်ဟိုဒီအလုပ်ကိုလုပ်ချင်တဲ့လူက line ပေါ်ကြညာမှမဟုတ်ပါဘူး line ပေါ်မကြညာလဲဒါမျိုးတွေကသူ့အဆက်နဲ့လေမြေပြင်မာကြီးပဲလုံမဲ့လူတွေလည်းအလုပ်လုပ်မဲ့လူတွေလည်းရှိမှာပါဒီအလုပ်ကိုလေဒါပေမဲ့အဲ့နေရဆိုလို့ရှင်ဘယ်သူကတော့ဘယ်လောက်ရတယ်ဘယ်သူကတော့လာစားတွေဘယ်လောက်8သိန်းကျော်9သိန်းပေါ့ကွယ်တည်ရမလားအလုံးမရှိတဲ့လူတွေလက်တလုံးမှာခက်ခဲကြက်တဲနေတဲ့လူတွေလမ်းမရောက်ပြီးတော့ပေါ့နော်ဘယ်လိုပြောရမလဲဒီအလုပ်ပဲလုပ်တော့မယ်ဆိုတာမျိုးပြီးတဲ့အခါကျတော့ရှင်ငွေအလွယ်လန်းလိုက်မဲ့ကလေးတွေပေါ့နော်ဘာမှမသိနားမလည်သေးတဲ့ကလေးတွေအတွက်လည်းအရန်ဟိုမှာဒါကြီးကအန္တရာယ်ဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးလေးတွေအဲ့ဒီဟာတွေကိုတော့လုံးဝအားမပေးပါဘူးမတင်ကြပါနဲ့လို့လည်းပြောချင်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်တွေ